မိတ်ဆွေစဉ်းစားကြည့်ဘူးလားကျွန်တော်တို့တလားရုံးကန်လှုပ်ရှားပြီးတော့ရှာဖွေနေတဲ့ပတ်စံတွေကဘလို့နီးလဲနဲ့ပျောက်ကွယ်သွားတာလဲကျောင်းတွေမှာကျွန်တော်တို့ကိုစာဖတ်နီးအတွဲချက်နီးတွေသင်ပေးပေမဲ့ပတ်စံအကြောင်းကိုတော့ဘာလို့မသင်ပေးတာလဲဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုဖခင်နှစ်ယောက်ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်သူတို့နှစ်ယောက်ကမိတ်ဆွေကိုဘဝအတွက်အရေးကြီးဆုံးသင်ခန်းစာတစ်ခုပေးပါလိမ့်မယ်ပထမတစ်ယောက်ကတော့စင်းရဲဖေဖေပါသူကအရန်တော်တဲ့ပညာတတ်ကြီးဒေါက်တာဘွဲ့ရထားပြီးတော့အစိုးရရဲ့အစင်းမြင့်အရာရှိတစ်ယောက်ပါသူအမြဲပြောလို့ရှိတဲ့စကားတစ်ခုကစာကြိုးစားပန်းစားသင်ပါဒါမှနာမည်ကြီးကုမ္ပဏီမှာအလုပ်ကောင်းကောင်းရပြီးတော့လစာကောင်းကောင်းရမယ်ဒုတိယတစ်ယောက်ကတော့ချမ်းသာဖေဖေပါသူကတော့ရှစ်တန်းတောင်မအောင်ခဲ့ပါဘူးဒါပေမဲ့သူကမြို့မှာအချမ်းသာဆုံးတထေကြီးဖြစ်လာခဲ့တယ်သူကတော့ဒီလိုပြောပါတယ်စာကြိုးစားပန်းစားသင်ပါဒါမှကုမ္ပဏီကောင်းကောင်းတွေကိုမိတ်ဆွေကိုယ်တိုင်ဝယ်ယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်တဲ့ဘလောက်တောင်မှကွာခြားတဲ့အတွေးခေါ်လဲမိတ်ဆွေစင်းရဲဖေဖေကပတ်စံအတွက်အလုပ်လုပ်ဖို့တင်ပေးပြီးတော့ချမ်းသာတဲ့ဖေဖေကတော့ပတ်စံကိုကိုယ့်အတွက်အလုပ်လုပ်ခိုင်းဖို့အတွက်တင်ပေးပါတယ်ဒီစာအုပ်ကနေမိတ်ဆွေရဲ့ငွေကြေးအမြင်ကိုတစ်သက်လုံးပြောင်းလဲသွားစေမယ်အရေးကြီးတဲ့အနှစ်ချုပ်သင်ခန်းစာကြီးကိုကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပါသင်ခန်းစာနံပါတ်1လူချမ်းသာတွေကပတ်စံအတွက်အလုံးမလုပ်ကြဘူးမိတ်ဆွေလူအများစုကဘဝမှာပတ်ချလဲပိတ်မိနေတဲ့တန်တရားတစ်ခုတည်းကိုရောက်နေကြပါတယ်အဲ့ဒါကိုစာရေးသူကကြွက်တန်တရားလို့ခေါ်ပါတယ်ဒီတန်တရားကဘလို့စလဲဆိုတော့ပထမဦးဆုံးမနက်မိုးလင်းရင်အလုပ်သွားတယ်လကုန်ရင်လစာရတယ်ရတဲ့လစာနဲ့အိမ်လားကပေးမီတာကပေးအကျွေးဆက်တယ်ပတ်စံကုန်သွားတော့စိုးရိမ်စိတ်ဝင်ပြီးတော့အလုပ်ပြန်သွားရပြန်တယ်ဒီလိုနဲ့ဘဝကြီးကအလုံးလုံးလစာရအကျွေးဆက်ပြန်လည်ပတ်ဆိုတဲ့ဘဝတွေကနေမယုံထွက်နိုင်တော့ဘူးဘာဖြစ်လို့လဲအဖြေကရိုးရှင်းပါတယ်မိတ်ဆွေလူတွေကကြောက်စိတ်နဲ့လောဘစိတ်ရဲ့ထိန်းချုပ်မှုကိုခန်းနေရလို့ပါပတ်စံမရှိမှကိုကြောက်လို့အလုပ်လုပ်တယ်ပတ်စံရလာတဲ့အခါအလိုလိုနေရင်လိုချင်တက်မှတ်တဲ့လောဘစိတ်ကြောင့်မို့လို့အသုံးအဆောင်အသစ်ဆန်းတွေကိုဝယ်ကြတယ်ချမ်းသာတဲ့ဖေဖေကပြောပါတယ်လူအများစုကသူတို့ကကိုဈေးသက်မှတ်ပြီးတော့အလုပ်လုပ်နေကြတာငါ့ကိုတလားဘလောက်ပေးရင်ဘာလုပ်မယ်ဆိုပြီးတော့ပတ်စံရဲ့ကြုံဖြစ်ခံနေကြတယ်လူချမ်းသာတွေကတော့ပတ်စံအတွက်အလုံးမလုပ်ဘူးမိတ်ဆွေသူတို့ကပတ်စံကိုသူတို့အတွက်ဘလို့အလုံးလုပ်ခိုင်းရမလဲဆိုတဲ့အခွင့်အလမ်းကိုရှာဖွေကြတာပါသင်ခန်းစာနံပါတ်1ပိုင်ဆိုင်မှု asset နဲ့ပေးရန်တာဝန် liability ကိုကွဲပြားသိပါဒီသင်ခန်းစာကတော့ဒီစာအုပ်ရဲ့အသက်ပါပဲစာရေးသူ Robert Kiyosaki ကငွေကြေးပညာကိုအယိုးရှင်းဆုံးပုံစံနဲ့ရှင်းပြထားပါတယ်မိတ်ဆွေချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးတစ်ခုပဲမှတ်ထားပါပိုင်ဆိုင်မှု asset ကိုဝယ်ယူပြီးတော့ပေးရန်တာဝန် liability ကိုရှောင်ကျဉ်ပါဒါဆိုလို့ရှိရင်အဲ့ဓာတွေကပါလဲပိုင်ဆိုင်မှု asset ဆိုတာကမိတ်ဆွေအလုံးလုံးเสียမလိုပဲနဲ့မိတ်ဆွေရဲ့ပတ်စံအိတ်ထဲကိုပတ်စံလေးအလိုအလျောက်ထည့်ပေးနေတဲ့အရာပါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အိမ်ငါးကားကရတဲ့အိမ်ချမ်းမြေပါပဲပေးရန်တာဝန် liability ဆိုတာကမိတ်ဆွေရဲ့ပတ်စံအိတ်ထဲကနေပတ်စံတွေကိုအပြင်ဆွဲထုတ်သွားတဲ့အရာပါဥပမာကားအကောင်စားဖုန်းအကောင်စားတွေဝယ်တာ credit ကအကျွေးတွေရှိတာမျိုးပါလူအများစုမှားရင်းနေတဲ့အချက်ကိုဥပမာတစ်ခုအနေနဲ့ပြောပြပါမယ်မိတ်ဆွေကိုပိုင်အိမ်တစ်လုံးဝယ်လိုက်တယ်ဆိုပါစို့မိတ်ဆွေထင်ထားတာကဒါကငါရဲ့အကြီးမားဆုံးပိုင်ဆိုင်မှု asset ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီအိမ်အတွက်လစဉ်ဘဏ်တို့တွေပေးနေရတယ်အိမ်ခွန်ဆောင်နေရတယ်ပြုပြင်ထိန်းသိမ်းစရိတ်တွေပေးနေရတယ်မိတ်ဆွေရဲ့အိတ်ထဲကိုပတ်စံတွေဝင်လာသလားထွက်သွားသလားထွက်သွားတာပါဒါကြောင့်မို့လို့အဲ့ဒီအိမ်ကပိုင်ဆိုင်မှု asset မဟုတ်ဘဲနဲ့ပေးရန်တာဝန် liability တာဖြစ်ပါတယ်ဒါကတခုသတိထားစရာတော့ရှိပါတယ်မိတ်ဆွေကအဲ့ဒီအိမ်ကိုသူများကိုငှားထားပြီးတော့လစဉ်အိမ်ငှားကားကဘန်ဒိုးနဲ့အထွေထွေကုန်ကြစရိတ်ထက်ပိုးရနေမှသာအဲ့ဒီအိမ်ကပိုင်ဆိုင်မှုဖြစ်လာတာပါလူလက်တန်းစားတွေဘာလို့မချမ်းသာတာလဲဆိုတော့သူတို့ကပေးရန်တာဝန် liability တွေကိုပိုင်ဆိုင်မှု asset လို့ထင်ပြီးတော့အလူအယက်ဝယ်ယူနေကြလို့ပါပဲလစာတိုးလာလေကားအသစ်ပြောင်းစီလေအကျွေးတွေပိုများလာလေပါပဲသင်ခန်းစာနံပါတ်3ကိုပိုင်လုပ်ငန်းကိုအာရုံစိုက်ပါ mind your own business မိတ်ဆွေအခုလုပ်နေတဲ့အလုပ်ကဘယ်သူအတွက်လဲကျွန်တော်တို့ကတနေ့ကို8နာရီကနေ10နာရီထိအလုပ်လုပ်ကြတယ်ဒါပေမဲ့အဲ့ဒီအလုပ်ကနေရလာတဲ့အကျိုးအမြတ်အများစုကကုမ္ပဏီပိုင်ရှင်တထေးကြီးတွေစီရောက်သွားတယ်ပြီးတော့အစိုးရကနေအခွန်အရင်နှုတ်တယ်နောက်ဆုံးမှာကိုယ့်စီကိုအကျွေးကြံလေးတွေရောက်လာတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့စာရေးသူကပြောပါတယ်ကိုယ့်ရဲ့လက်ရှိအလုပ်ကိုတော့ဆက်လုပ်ပါဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းသို့မဟုတ်ပိုင်ဆိုင်မှုစုဆောင်းခြင်းကိုလည်းတစ်ပတ်တစ်လမ်းကနေစတင်တိစောက်ပါတဲ့ဒီနေရာမှာကိုယ်ပိုင်လုပ်ငန်းဆိုတာက
မိတ်ဆွေကိုယ်တိုင်ဆိုင်ထိုင်ပြီးတော့တနေ့ကုန်လုံနေရမယ်အလုပ်ကိုပြောတာမဟုတ်ပါဘူးမိတ်ဆွေမရှိလေသူ့အလိုလိုလဲပတ်နေပြီးတော့မိတ်ဆွေအတွက်ငွေရှာပေးနေမဲ့လုပ်ငန်းစုတွေကိုပြောတာပါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ဝင်ငွေတွေကနေအချို့ကိုဖယ်ပြီးတော့ရှယ်ယာတွေဝယ်ထားတာမျိုးစာအုပ်ရေးပြီးတော့မူပိုင်ခွင့်ဝင်ငွေရအောင်လုပ်တာမျိုးငှားစားလို့ရမယ်အိမ်ချမ်းမြေတီးတလေးတွေကိုစတင်စုဆောင်းတာမျိုးပါကိုယ့်ရဲ့အဓိကအလုပ်ကနေရလာတဲ့လစာနဲ့ပေးရန်တာဝန်လို့ခေါ်တဲ့ liability တွေကိုဝယ်မဲ့အစားအဲ့ဒီလစာနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှု asset တွေကိုအရင်ဆုံးတိစောက်ပါအဲ့ဒီပိုင်ဆိုင်မှုတွေကနေထွက်လာတဲ့ငွေကိုကြမှာမိတ်ဆွေလိုချင်တဲ့အသုံးဆောင်တွေကိုဝယ်ယူပါဒါကမိတ်ဆွေကိုတထေးဖြစ်စေမဲ့စစ်မှန်တဲ့လှုပ်ဝက်ချက်ပါပဲသင်ခန်းစာနံပါတ်၄အခွန်စနစ်နဲ့ cooperation တွေရဲ့စွမ်းအားဒီသင်ခန်းစာကတော့မိတ်ဆွေကိုတကယ်စီးပွားရေးလောကရဲ့လှည့်ကွက်တွေကိုမျက်စိပွင့်သွားစေပါလိမ့်မယ်မိတ်ဆွေသိပါသလားလူလက်တန်းသားတွေနဲ့စင်းရဲသားတွေကအခွန်ကိုအများဆုံးပေးဆောင်နေရပြီးတော့လူချမ်းသာတွေကတော့အခွန်အနည်းဆုံးပေးဆောင်နေကြရတာကိုပါဘာလို့လဲအဖြေကတော့ cooperation လို့ခေါ်တဲ့ကုမ္ပဏီအဖွဲ့အစည်းတွေကြောင့်ပါမိတ်ဆွေနဲ့ကျွန်တော်တို့လိုတဦးချင်းဝန်ထမ်းတွေရဲ့ငွေစည်းစိမ်မှုကဒီလိုသွားပါတယ်ရရှိဝင်ငွေရှိမယ်ရရှိဝင်ငွေကိုအခွန်ဆောင်ရမယ်အဲ့ဒါပြီးမှကြံတဲ့ဟာကိုတုံးဆွဲရမယ်အစိုးရကအခွန်ကိုအရင်ဆုံးနှုတ်ယူသွားတာပါဒါပေမဲ့လူချမ်းသာတွေရဲ့ကုမ္ပဏီတွေကြတော့ဝင်ငွေစည်းစိမ်မှုကတစ်မျိုးဖြစ်သွားပါတယ်သူတို့ရဲ့ကုမ္ပဏီမှာရရှိဝင်ငွေရှိမယ်အဲ့ဒီဟာကိုကုမ္ပဏီကနေပြီးတော့စီးပွားရေးအသုံးစရိတ်အဖြစ်နဲ့ပြန်လည်သုံးစွဲမယ်အဲ့ဒီလိုမျိုးသုံးစွဲလိုက်လို့ကြံတဲ့ငွေအပေါ်မှာပဲသူတို့ကအခွန်ဆောင်ရတာပါတွေ့လားမိတ်ဆွေလူချမ်းသာတွေကကုမ္ပဏီအမိခံပြီးတော့ကားစီးတယ်ခရီးသွားတယ်စားတော့ကြတယ်အဲ့ဒါတွေကိုလုပ်ငန်းအသုံးစရိတ်ဖြစ်နေအရင်နှုတ်ပြီးမှကျန်တဲ့အမြတ်အစွန်းအနှဲငယ်ပေါ်မှာအခွန်ဆောင်ရတာပါဒါကြောင့်မို့လို့ငွေကြေးဆိုင်ရာဥပဒေတွေကိုသိရှိနားလည်ထားခြင်းကမိတ်ဆွေရဲ့ပတ်စံတွေကိုမတရားဆုံးရှုံးမသွားအောင်မို့ကာကွယ်ပေးနိုင်တဲ့ဒိုင်းလွှာတစ်ခုပဲဖြစ်ပါတယ်သင်ခန်းစာနံပါတ်5လူချမ်းသာတွေကပတ်စံကိုဖန်တီးကြတယ်ပတ်စံမရှိရင်ဘာမှလုပ်လို့မရဘူးလို့မိတ်ဆွေတွေးဘူးပါသလားချမ်းသာဖေဖေကတော့ပြောပါတယ်ပတ်စံဆိုတာတကယ်အစ်စ်မှန်မဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာဖန်တီးထားတဲ့အရာတစ်ခုပါပဲကျွန်တော်တို့ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကငွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အုံနောက်ပါလူအများစုကပတ်စံရဖို့အတွက်အလုပ်တစ်ခုတည်းကိုပဲစောင့်မျှော်နေကြတဲ့အချိန်မှာငွေကြေးအသိဉာဏ်ရှိတဲ့သူတွေကတော့အခွင့်အလမ်းတွေကိုကိုယ်တိုင်ဖန်တီးကြပါတယ်ဒီနေရာမှာစာရေးသူပေးတဲ့ဥပမာတစ်ခုရှိပါတယ်သူကအိတ်ချမ်းမြေလုပ်ငန်းစလုပ်ခါသားကမြို့ထဲမှာတန်မိုးရှိပြီးတော့ဈေးရန်ပေါ်နေတဲ့အိမ်ပြက်ကြီးတစ်ခုကိုတွေ့ခဲ့တယ်ဘယ်သူမှစိတ်မဝင်စားကြဘူးသူကအဲ့ဒီအိမ်ကိုဝယ်ဖို့လက်ထဲမှာပတ်စံတစ်ပြားမှမရှိဘူးဒါပေမဲ့သူဘာလုပ်လိုက်လဲဆိုတာသိလားသူကအိမ်ရောင်းမဲ့သူစီကနေအချိန်တစ်ခုတောင်းလိုက်တယ်ပြီးတော့အဲ့ဒီအိမ်ကိုဝယ်ခြင်းနဲ့တခြားဝယ်လက်တစ်ယောက်ကိုလိုက်ရှာပြီးတော့ချိတ်ဆက်ပေးလိုက်တယ်သူကဂျားတွေကကနေဖန်တီးပေးလိုက်ရုံနဲ့တင်ဒေါ်လာတောင်းနဲ့ချီပြီးတော့အမျက်ရသွားခဲ့ပါတယ်ဒီနေရာမှာသူသုံးခဲ့တာပတ်စံမဟုတ်ပါဘူးသူ့ရဲ့ငွေကြေးအသိဉာဏ် financial IQ ပါမိတ်ဆွေရဲ့ငွေကြေးအသိဉာဏ်ကိုတိုးတက်အောင်လုပ်ထားမယ်ဆိုလို့ရှိရင်မိတ်ဆွေကအခွင့်အလမ်းတွေကိုလမ်းဘေးမှာတင်အလွယ်တကူမြင်တွေ့ရလာပါလိမ့်မယ်သင်ခန်းစာနံပါတ်6သင်ယူဖို့အတွက်အလုပ်လုပ်ပါပတ်စံအတွက်အလုပ်မလုပ်ပါနဲ့မိတ်ဆွေအလုပ်တစ်ခုကိုရွေးချယ်တော့မယ်ဆိုလို့ရှိရင်လစာဘယ်လောက်ရမလဲဆိုတာထက်ဒီအလုပ်ကနေငါဘာတွေသင်ယူလို့ရမလဲဆိုတာကိုအရင်ဆုံးစဉ်းစားဖို့လိုပါတယ်စာရေးသူ Robert Kiyosaki ကသူ့ကျောင်းပြီးသွားတဲ့အခါမှာအရာရှိလုပ်တစ်ခုကိုကောင်းကောင်းရနိုင်ပေမဲ့ဂျေတက်သေးကိုဝင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကလူတွေကိုဥဆောင်တတ်တဲ့ခေါင်းဆောင်မှုအရေးချင်းကိုလိုချင်လို့ပါ။အဲ့ဒီနောက်မှာတော့ Zaro လို့ခေါ်တဲ့ကုမ္ပဏီမှာအယောင်းဝန်ထမ်းအဖြစ်နဲ့ဝင်လုပ်ပြန်ပါတယ်။သူကရှက်တက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့အယောင်းစွမ်းရည် sales skill ကိုလေ့ကျင့်ခြင်းလို့အောက်ခြေကနေစလုပ်ခဲ့တာပါ။သူကပြောပါတယ်ကဘာပေါ်မှာအရန်တော်တဲ့ပညာရှင်တွေအများကြီးရှိတယ်။စာရေးကောင်းတဲ့သူတွေအများကြီးရှိတယ်။ဒါပေမဲ့သူတို့ဘာလို့ဆင်းရဲနေတာလဲ။သူတို့စီမှာရောင်းချတတ်တဲ့စွမ်းရည် sales skill မရှိလို့ပါပဲ။လူတွေကဘလောက်ပဲတော်ကိုယ့်ရဲ့စွမ်းရည်ကိုသူတစ်ပါးစီကိုမရောင်းချတတ်ရင်ဘဝမှာအောင်မြင်မှုခဲရင်ပါလိမ့်မယ်။ဒါကြောင့်မို့လို့ပတ်စံနောက်ပဲမလိုက်ပါနဲ့။ကိုယ့်ရဲ့အယောင်စွမ်းရည်စက်တဲ့ရည်စွမ်းရည်ခေါင်းဆောင်မှုစွမ်းရည်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့အလုပ်မျိုးကိုရွေးချယ်ပြီးတော့အတွေ့အကြုံယူဖို့ကလည်းအရေးကြီးပါသေးတယ်။အခုဒီဗီဒီယိုလေးကိုဒီနေရာအထိနားထောင်နေကြတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်လက်ဆောင်လေးတစ်ခုပေးချင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုတားဆီးနေတဲ့အဓိကအတားအဆီး၅ခုအကြောင်းကိုလက်ဆောင်အနေနဲ့ပြောပြပေးမှာပါ။မိတ်ဆွေကအခုဆိုလို့ရှိရင်ချမ်းသာဖို့အတွက်လှုပ်ဝက်ချက်တွေကိုသိပြီးသွားပါပြီ။ဒါပေမဲ့လက်တွေ့မှာဘာလို့လူတိုင်းကမချမ်းသာကြတာလဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာအတားအဆီး၅ခုရှိနေလို့ပါ
အဲ့ဒီအတားအဆီး၅ခုကတော့ပထမနံပါတ်1ကြောက်ရွံ့စိတ်ပါပတ်စံဆုံးရှုံးမှာကိုကြောက်တာမအောင်မြင်ရင်ဘလို့လုံးမလဲဆိုတဲ့ကြောက်စိတ်ကခြေလန်းတစ်တွေကိုမလှမ်းရဲအောင်မှုတားဆီးနေပါတယ်ဒုတိယနံပါတ်2ကတော့တန်တရားစိတ်ပါဒါကတော့မဖြစ်နိုင်ပါဘူးငါတို့နဲ့မဆိုင်ပါဘူးဆိုပြီးတော့ကိုနဲ့ပတ်ဝန်းကျင်အပေါ်မှာတန်တရားဝင်နေတာမျိုးပါနံပါတ်3ကတော့ပြင်းရည်ခြင်းပါပဲအလုံများလို့အချိန်မရှိဘူးဆိုတဲ့စင်ကြီးတွေနဲ့တကယ်အရေးကြီးတဲ့ငွေကြေးလေးလာမှုကိုမလုပ်ဘဲနဲ့ပြေးနေတာပါနံပါတ်4ခုမြောက်ကတော့အကျင့်ဆိုးတွေပါပဲပတ်စံရလာရင်ကိုအရင်မပေးဘဲနဲ့သူများတွေကိုအရင်ပေးပြတာပါအကျွေးအရင်ဆက်တာမျိုးပစ္စည်းအသုံးဆောင်တွေအရင်ဝယ်တာမျိုးကိုပြောတာပါနံပါတ်5ကတော့မာနာကြီးခြင်းပါငါကအကုန်သိပြီးသားပါဆိုပြီးတော့အသစ်တွေကိုထပ်မလေးလာတော့တာမျိုးပါမာနာကမသိနားမလည်မှုကိုဖုံးကွယ်ဖို့ကြိုးစားတဲ့အရာဖြစ်ပြီးတော့ပတ်စံတွေကိုဆုံးရှုံးစေပါတယ်ဒီစာအုပ်အနှစ်ချုပ်ကိုနားထောင်ပြီးသွားတဲ့အချိန်မှာမိတ်ဆွေရဲ့စိတ်ထဲမှာအတွေးအသစ်တွေရလာလိမ့်မယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲဖို့အတွက်စတင်လှုပ်ဆောင်ရမယ့်အချက်လေးတွေကိုလည်းနောက်ထပ်ပြောပြပေးချင်ပါတယ်ပထမဆုံးအဆင့်ကတော့မိတ်ဆွေရဲ့ဝင်ငွေထွက်ငွေကိုတေချာချရေးဖို့ပါဘယ်အရာတွေက asset တွေဖြစ်ပြီးတော့မိတ်ဆွေရဲ့အိတ်ကက်ထဲကိုပတ်စံတွေဝင်လာစေတဲ့အရာလဲဘယ်အရာတွေက liability တွေဖြစ်ပြီးတော့မိတ်ဆွေရဲ့အိတ်ကက်ထဲကပတ်စံတွေကိုထွက်သွားစေတဲ့အရာလဲဆိုတာကိုခွဲခြားသိပါဒုတိယအဆင့်ကတော့ပတ်စံရလာတယ်ဆိုလို့ရှိရင်ကိုအရင်ဆုံးပေးဖို့ပါရသမျှလစာတွေကအနည်းဆုံး10%ကိုဖယ်ပြီးတော့ပိုင်ဆိုင်မှု asset တိစောက်ဖို့အတွက်တည်တံ့သိမ်းထားပါကြံတဲ့ငွေနဲ့ပဲလောက်အောင်သုံးပါတတိယအဆင့်ကတော့ကိုယ့်ရဲ့အုံနောက်ကိုယင်းနှိမ့်မြုပ်နှံပါစာဖတ်ပါတင်နန်းနေတက်ပါငွေကြေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုနေတိုင်းလေ့လာပါတတိယပါမိတ်ဆွေရဲ့ဘဝကိုပြောင်းလဲပြစ်နိုင်တာကမိတ်ဆွေရဲ့အလုပ်ရှင်မဟုတ်ပါဘူးအစိုးရလည်းမဟုတ်ပါဘူးမိတ်ဆွေရဲ့ငွေကြေးပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေတာဖြစ်ပါတယ်ဒီနေ့ကစပြီးတော့ချမ်းသာဖေဖေရဲ့အတွေးခေါ်ကိုယူမလားစင်ရဲဖေဖေရဲ့လမ်းစဉ်ကိုလိုက်သွားမလားဆိုတာကတော့မိတ်ဆွေကိုယ်တိုင်ပဲရွေးချယ်ရပါမယ်ဒီဗီဒီယိုလေးကိုဒီနေရာထိနားထောင်ပြီးသွားတဲ့အခါမှာမိတ်ဆွေဘာတွေရရှိလိုက်လဲမိတ်ဆွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးအတွေးအသစ်အမြင်သစ်တွေရောက်ရှိလာလဲဆိုတာကိုဒီဗီဒီယိုရဲ့ comment အောက်မှာပြောပြသွားပြီးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးတော့ကိုယ့်အတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးဗီဒီယိုတွေကိုနောက်ထပ်တင်ဆက်ပေးနေအောင်မှာမို့လို့ကျွန်တော်ရဲ့ဒီ Daily Audio စာအုပ် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီတိုင်းအဆင်ပြေကြပါစေဗျ